ဝိတ်ချနေရင်ကိတ်မုံစားခြင်းစိတ်ကိုအောင်းရင်းနေရပြီလားဒါဆိုရင်တော့စိတ်မပူနဲ့တော့နော်ဒီနေ့မှာတော့ပရိုတင်းဓာတ်အပြည့်အဝပါဝင်ပြီးဝိတ်လုံးဝမတက်စေမဲ့အရန်ကိုစားခြင်းစရာကောင်းတဲ့ပရိုတင်းယိုဂတ်ကလေးလှုပ်ရှားကြည့်အောင်ပုံစံလေးကချစ်စရာကောင်းတယ်လို့အရသာကလည်းရှယ်ပဲနော်အရင်ဆုံးပကံလုံးတစ်ခုထဲကိုကြက်ဥအကားရဲနွားနို့ရဲကိုထည့်ပြီးခက်တော့ဖာလေးရောင်းမွေလိုက်ပါပြီးရင်တော့ဂျုံမုံရဲပန်းရောက်လေးဖြစ်သွားအောင်တစ်သီးမုံလေးရဲကိုစစ်ပြီးထည့်ပေးရပါမယ်အားလုံးတမသွားအောင်ဖြည်းဖြည်းချင်းမွေပေးပါနော်နောက်ထပ်ပကံတစ်ခုထဲမှာတော့ကြက်ဥအကားတံပရာရည်အနှဲငယ်နဲ့တခြားအစားထိုးအချိုမုံလေးထည့်ပြီးမတောင်းလာတဲ့အထိမွေဆက်လေးနဲ့ခောက်ပေးပါမယ်ရလာတဲ့ကြက်ဥအကားလေးတွေကိုစောစောကမုံလေးထဲကိုနည်းနည်းချင်းစီထည့်ပြီးတမအောင်ရောမွေပေးပါပြီးသွားရင်တော့6လက်မအရွယ်ဘေးကင်းပုံစံခွဲထဲထည့်လေးခိုးတာတွေထွက်သွားအောင်နည်းနည်းပုတ်ပေးတာနဲ့အပူချင်း150ဒီဂရီမှာမိနစ်40လောက်ဖုတ်ပေးရုံပါပဲကဲကိန်းမုံလေးတွေရလာပြီဆိုရင်တော့အလဲကနေကြက်ချေခတ်ပုံစံတရီကန်လေးတွေလှီးလိုက်ပါကြည့်လိုက်တာနဲ့အရန်ကိုနူးညံ့အိတ်ဆက်နေတာပဲနော်အခုငပြောသည့်အရာတာကိလေးကိုအလဲကနေထပ်ပိုင်းခွဲပြီးတင်းချင်လေးတုပ်ပါမယ်ပြီးရင်အသစ်လေးထားတဲ့ငပြောသည့်လေးတွေစီထည့်ပြီးအပေါ်ကနေကိန်းမုံလေးတစ်ထပ်ထပ်ပေးလိုက်ပါမယ်ဝါမျက်စိကျစရာလေးတင်းချင်တဲ့ငပြောသည့်ပါဝင်တဲ့အတွက်အရာတာကချိုးချင်းစင်လေးနဲ့စားလို့ကောင်းတယ်လို့ဘိုက်လည်းအရန်သိစေတယ်လေကျန်းမာရေးနဲ့လည်းညီညွတ်တဲ့ဒီကိန်းမုံလေးကိုအခုပဲစားလို့ကြည့်လိုက်တော့နော်